မင်္ဂလာပါဖိလစ်ပိုင်နိုင်ငံခေဆုံမြို့ Radio Veritas Asia အာရှသမารယာအတန်လွှင့်ဌာနမှမြန်မာဘာသာအစီအစဉ်များကိုစတင်အတန်လွှင့်နေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနက်6:00 နာရီမှ6:28 မိနစ်အထိလိုင်းတို 30.86 မီတာ9.93 မီဂါဟက်ဇ်မှတစ်ကြိမ်ညနေပိုင်းအစီအစဉ်များကိုမြန်မာစံတော်ချိန်ညနေ6:00 နာရီမှ6:29 မိနစ်အထိလိုင်းတို 19.42 မီတာ15.453 မီဂါဟက်ဇ်မှတစ်ကြိမ်နေ့စဉ်တစ်ကြိမ်အတန်လွှင့်နေပါတယ်သောတာရှင်ပေါင်းဘုရားရှင်ကောင်းကြီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်းနှုတ်ခွန်းဆက်ပါတယ်တရားရှင်များမင်္ဂလာပါရှင် Radio Veritas Asia မြန်မာဘာသာအစီအစဉ်မှာတနင်္ဂနွေနေ့နံနက်ပိုင်းအစီအစဉ်များကိုဓမ္မတေးနေ့တရားမြင်ကဏ္ဍဖြင့်ဓမ္မ Sister Elizabeth ဖြူနှင့်တက်မှအစာပြုတင်ဆက်ပေးသွားပါမယ်ရှင်တရားရှင်များရှင်ဒီနေ့ဟာတန်ရှင်းသောအိမ်တော်စုပွဲနေ့ပဲဖြစ်ပါတယ်တန်ရှင်းသောအိမ်တော်စုလို့ပြောလိုက်တာနဲ့ယေရှုမာရိယာဇူဇယ်တို့ကိုပြေးပြီးမြင်အောင်မိကြမှာပါမှန်ပါတယ်ဟိုးလွန်ခဲ့တဲ့နှစ်2000ကျော်ကနာဇရက်မြို့မှာဆင်းရဲစွာရိုးသားစွာအသက်ရှင်နေထိုင်ခဲ့ကြတယ်တန်ရှင်းသောမိသားစုလေးဟာယနေ့မှာတော့ကမ္ဘာပေါ်မှာရှိတဲ့မိသားစုတိုင်းကစံပြုရမယ့်မိသားစုဖြစ်နေပါတယ်အိမ်ထောင်ဦးစီးဖြစ်သူတန်ဆူဆယ်ရဲ့အရေးအောက်မှာမိခင်မာရိယာရဲ့ပြုစုစောင့်ရှောက်ပေးမှုနဲ့သူငယ်တော်ယေရှုလေးဟာကလေးဘဝကိုပျော်ရွှင်စွာလုံခြုံစွာဖြတ်တန်းခွင့်ရခဲ့ပါတယ်အဖတန်ဆူဆယ်ဟာသူ့ရဲ့မိသားစုဝင်တွေကိုချစ်မြတ်နိုးတယ်တန်မိုးထားတယ်သစ္စာရှိတယ်ဒီလိုပါပဲအမိမေတော်ဟာလည်းတန်ဆူဆယ်နဲ့သားတော်လေးရဲ့ဘဝဟာသူမဘဝအဖြစ်ခံယူခဲ့တယ်မိသားစုအရေးဟာသူမအရေးပဲဖြစ်ခဲ့ပါတယ်သူငယ်တော်ယေရှုကလည်းမိဘနှစ်ပါးကိုနာခံတယ်ချစ်ကြောက်ရိုသေတယ်သူနိုင်တဲ့ဝင်ကိုကူထမ်းပြီးမိသားစုရဲ့စီးလုံးညီညွတ်ခြင်းကိုထိန်းသိမ်းခဲ့ပါတယ်ယေရှုမာရိယာဇူဇယ်ဆိုတဲ့တန်ရှင်းသောအိမ်တော်စုလေးဟာဖျားရှင်ကိုချစ်မြတ်နိုးတယ်ဖျားရဲ့ပြည့်ညတ်တော်တွေကိုစောင့်ထိန်ကြတယ်တဦးရဲ့လိုအပ်ချက်ကိုတဦးကဖြည့်ဆည်းပေးခဲ့ကြတယ်သူတို့ရဲ့မတူညီတဲ့သဘောထားလေးတွေကိုချစ်ချင်းမေတ္တာအပေါ်အခြေပြုပြီးဖြည့်ရှင်းကပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကိုဒုက္ခအခက်အခဲကြားကတည်ဆောက်နိုင်ခဲ့ကြပါတယ်ဓမ္မမိတ်ဆွေအပေါင်းတို့ရှင်ဒီနေ့ကျမတို့ရဲ့မိသားစုတွေကိုပြန်ကြည့်ကြရအောင်ခင်ပွန်းဖြစ်သူကဇနီးဖြစ်သူအတွက်စဉ်းစားပေးရဲ့လားဇနီးကရောခင်ပွန်းအပေါ်မှာနားလည်မှုပေးပြီးနူးညံ့သိမ်မွေ့စွာဆက်ဆံနေရဲ့လားသားသမီးနဲ့မိဘကြားမှာရောအပြန်အလှန်ရင်းနှီးပွင့်လင်းစွာဆက်ဆံမှုရှိရဲ့လားတဦးပေါ်တဦးရိုသေလေးစားမှုငဲ့ညာထောက်ထားမှုရှိကြရဲ့လားအထူးသဖြင့်ကျမတို့မိသားစုအတွင်းမှာချစ်ချင်းမေတ္တာနဲ့တဦးအတွက်တဦးအသက်ရှင်ပေးနေကြရဲ့လားဆိုတာဒီနေ့ပြန်လည်သုံးသပ်ကြပါစို့ကျမတို့တဦးစီရဲ့မိသားစုတွေဟာတိုင်းပြည်အတွက်အင်မတန်မှအရေးကြီးတဲ့အဖွဲ့အစည်းတစ်ခုသာသနာတော်ကြီးအတွက်အားထားရတဲ့မိသားစုတွေဖြစ်ပါတယ်ဒီနေ့ကျမတို့မိသားစုတွေကိုတန်ရှင်းသောအိမ်ထောင်စုဖြစ်တဲ့ယေရှုမာရိယာဇူဇယ်တို့ရဲ့အိမ်ထောင်စုလေးလိုဖြစ်ဖို့ဖခင်မိခင်သားသမီးတွေအားလုံးပြန်လည်ကြိုးစားကြပါစို့တစ်ဆက်တည်းမှာပဲကွဲပြားနေတဲ့မိသားစုတွေအိမ်ထောင်ရေးအဆင်မပြေမှုကြောင့်စိတ်သက်သာဆင်းနေရသူတွေအတွက်ဒီနေ့ယေရှုမာရိယာဇူဇယ်တို့ထံဆုတောင်းပေးကြပါစို့အိမ်ထောင်စုတိုင်းတာယာပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ဒီနေ့အစီအစဉ်အတွက်တေးသန့်ရှင်နေတည်ဆိုထားတဲ့ကဘာမြေကောင်းခင်ဆိုတဲ့သချင်းကိုရွေးချယ်ထားပါတယ်ဒီတေးကိုဒီနေ့ဒီဇင်ဘာလ30ရက်နေ့မွေးနေ့ရှင်များနဲ့အတူနားဆင်နေသောသောတာရှင်တဦးစီအတွက်ပါဖျော်ဖြေတင်ဆက်ပေးလိုက်ပါတယ်ရှင်Bye.
င်းသောအိမ်အောင်စုပွဲရှင်လူကာဧဝံဂေလိကျမ်းအခန်းကြီး2အခန်းငယ်41မှ52တိုင်ကိုရောဤမိဘနှစ်ပါးတို့သည်နှစ်စဉ်နှစ်တိုင်းပါစကားပွဲတော်တွင်ဂျေရုဆလင်မြို့သို့သွားကြ၏ကိုရောသည်12နှစ်အရွယ်ရောက်သောအခါပါစကားထုံးစံရှိသည့်အတိုင်းသူတို့သည်ဂျေရုဆလင်မြို့သို့တက်သွားကြလေ၏ထို့နောက်ပွဲတော်ရက်များပြီးဆုံး၍သူတို့ပြန်လာကြသောအခါသူငယ်တော်ယေရှုသည်ဂျေရုဆလင်မြို့၌နေရစ်ခဲ့လေ၏ကိုရောဤမိဘတို့သည်ထိုအကြောင်းကိုမသိကြကြသူတို့သည်အပေါင်းဖော်အစုဝေးတို့တွင်ကိုရောပါရှိသည်ဟုထင်မှတ်၍တနေ့တာခီးပြုကြပြီးမှမိမိတို့၏ဆွေမျိုးအတိအကျွမ်းများတဲ့တွင်ကိုရောကိုရှာကြ၏သူတို့သည်ကိုရောကိုမတွေ့သောအခါယေရုရှလင်မြို့သို့ပြန်သွား၍ရှာလေ၏3 ရက်လွန်သောအခါသူတို့သည်ကိုရောကိုဗိမာန်တော်ထဲ၌ကျမ်းတက်ဆရာများနှင့်အတူထိုင်ကာသူတို့ပြောသောစကားများကိုနားထောင်၍မိဂုံးများမေးမြန်းလျက်ရှိသည်ကိုတွေ့ကြ၏ကိုရောဤစကားကိုကြားကြသောသူအပေါင်းတို့သည်ကိုရောဤဉာဏ်ပညာနှင့်ဖြေကြားချက်များကိုအံ့ဩကြလေ၏မိဘတို့သည်လည်းကိုရောကိုတွေ့လျင်အားသင့်လျက်မေတော်ကကိုရောအားငါသာအဘဲကြောင့်ငါတို့အားဤသို့ပြုသည်။တင်းဖခင်နှင့်ငါသည်စိတ်ပူပန်လျက်တင့်ကိုရှာခဲ့ကြရပြီဟုဆိုလေ၏ထိုအခါကိုရောကအဘဲကြောင့်ကျွန်ုပ်ကိုရှာကြပါသည်။ကျွန်ုပ်သည်ခမည်းတော်ဤအိမ်တော်တွင်ရှိနေရမည်ကိုမသိကြသလောဟုသူတို့အားမိန့်တော်မူ၏သူတို့မူကားမိမိတို့အားကိုရောပြောသောစကားကိုနားမလည်ကြကြထို့နောက်ကိုရောသည်မိဘတို့နှင့်အတူလိုက်ပါသွား၍နာဇရက်မြို့သို့ရောက်သောသူတို့ကိုနာခံလျက်နေထိုင်လေ၏ကိုရော၏မဲတော်သည်လည်းထိုဖြစ်ရအလုံးစုံတို့ကိုနှလုံးသွင်းထားလေ၏ယေရှုသည်လည်းဉာဏ်ပညာနှင့်ပြည့်စုံလျက်ကြီးပြင်းလာပြီးဖျားသခင်၏ရှေ့တော်၌၎င်းလူတို့၏ရှေ့၌၎င်းမျက်နှာရလေ၏ဤတိကယေရှုခရစ်တုသခင်၏မြတ်သောဧဝံဂေလိတရားတော်ပေတည်းချစ်တော်ညီကိုမောင်နှမအပေါင်းတို့ဒီကနေ့တန်ရှင်သောအိမ်တော်စုပွဲတော်နေ့ကြီးမှာမိသားစုတွေအတွင်ဖြစ်တတ်တဲ့အခြေအနေတချို့အပေါ်မှာသုံးသပ်ကြည့်ကြရအောင်မြန်မာလူမျိုးတွေကဧဝတ်ဖြူငါကြတယ်မိမိရဲ့အိမ်ကိုယင်းနီးကာစမိတ်ဆွေပဲဖြစ်ဖြစ်ယင်းနီးပြီးသားမိတ်ဆွေပဲဖြစ်ဖြစ်အလဲလာရင်မိသားစုဝင်တွေအားလုံးကကောင်းကောင်းမွန်မွန်ပြုမှုဆက်ဆံပေးကြပါတယ်လိုလေသေးမရှိဂရုစိုက်ပေးတယ်ရင်ကြီးကြီးချူချူသားသားဆက်ဆံကြတယ်ဒါပေမဲ့ဧည့်သည်ကိုအိမ်မှာထမင်းဖိတ်ကြွေးခြင်းကကျွန်တော်တို့မှာရှိရမယ့်ဧဝတ်ပြုငါခြင်းရဲ့အစိတ်အပိုင်းလေးတစ်ခုပဲဖြစ်ပါတယ်ပြီးတော့ဒါကလွယ်ကူတဲ့အပိုင်းဖြစ်ပါတယ်ဧဝတ်ပြုငါရှိခြင်းရဲ့တကယ်ပို့ပြီးတော့စိန်ခေါ်မှုရှိတဲ့ခက်ခဲတဲ့အပိုင်းကဧည့်သည်ပြန်သွားတဲ့အချိန်မှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာဧဝတ်ပြုငါခြင်းရှိမရှိတကယ်စစ်ဆေးမှုစတင်တာဖြစ်ပါတယ်ဒီကောင်မောင်နှမအပေါင်းတို့အထူးဧည့်သည်အပေါ်မှာပြုခဲ့တဲ့ဂရုစိုက်မှုယိုသေးမှုမျိုးနဲ့မိသားစုဝင်တွေတယောက်ပေါ်တယောက်ဆက်ဆံမှုရှိကြသလားဧဝတ်ပြုငါကြတယ်ဆိုတာဧည့်သည်ကိုထမင်းဖိတ်ကြွေးတာလက်ဖက်ရည်ခေါ်တိုက်တာထက်အများကြီးပိုပါတယ်ဧဝတ်ပြုငါခြင်းဆိုတာမိသားစုအတွင်းမှာမိသားစုဝင်တိုင်းကတယောက်အပေါ်တယောက်အထူးဧည့်သည်အဖြစ်နဲ့ပြုမှုဆက်ဆံကြတဲ့အနေအထားနဲ့စိတ်ထားကိုဖန်တီးခြင်းဖြစ်ပါတယ်။တင့်ရဲ့အိမ်ကိုရောက်လာတဲ့ဒဇိန်တယောက်ရရှိတဲ့ယဉ်ကျေးပြူငါယိုသေးမှုမျိုးကိုတင့်ရဲ့မိသားစုဝင်တွေရသင့်တာသိကြတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ဖြစ်တတ်တဲ့သဘာဝကဒဇိန်အပေါ်မှာတော့အရန်ကောင်းပြီးတော့မိသားစုဝင်တွေအပေါ်မှာတော့အပြုမူအပြောအဆိုတွေကြမ်းတမ်းတယ်။တင့်ရဲ့ဧဝတ်ပြူငါမှုကြောင့်တင့်ရဲ့အိမ်ကိုလူတိုင်းကပြန်လာခြင်းတဲ့နေရာဖြစ်လာမယ်။ထမင်းစားဖို့အိပ်ဖို့ပဲပြန်လာကြတာမဟုတ်ပါဘူးနှစ်သက်မျက်နှိုးမှုကိုခံစားရတဲ့နေရာဖြစ်လို့လာကြတာဖြစ်တယ်ညီကောင်မောင်နှမအပေါင်းတို့မိသားစုဝင်တွေအပေါ်ဒီလိုစိတ်ထားမျိုးထားနိုင်ဖို့ကသူ့အလိုလိုဖြစ်မလာပါဘူးတခါတခါမှပဲကြင့်ယူတယ်ဆိုရင်လေဒါကိုယ့်ရဲ့အလေးအကျင့်တစ်ခုဖြစ်မလာပါဘူးမိသားစုဝင်တိုင်းကစူးစမ်းကျင့်ရမယ့်စိတ်နေစိတ်ထားဖြစ်ပါတယ်တယောက်နဲ့တယောက်ကအကြောင်းသီးတွေဖြစ်နေတော့လွယ်ကူမှာတော့မဟုတ်ပါဘူးဒါပေမဲ့လေကျင်နာတဲ့အပြုအမူရိုသေလေးစားတဲ့အပြုအမူတစ်ခုစီတိုင်းကတင့်ရဲ့အိမ်ကိုနေပျော်စရာနေရာဖြစ်လာစေပါမယ်ကမ္ဘာပေါ်မှာသွားစရာလဲစရာနေရာတွေအများကြီးရှိပါတယ်ဒါပေမဲ့တင့်ရဲ့အိမ်ကလူတွေနေခြင်းစရာနေရာဖြစ်တင်ပါတယ်ရှင်ပေထရုဩဝါဒစာပထမဆောင်အခန်းကြီး၄အခန်းငယ်9တင်တို့အချင်းချင်းမညီးမညူပဲဧဝတ်ပြုကြလောညီကောင်မောင်နှမအပေါင်းတို့နောက်တစ်ချက်ကတင့်ရဲ့မိသားစုထဲမှာ
ဖျားကဘယ်အခန်းကဏ္ဍကနေပါဝင်သင့်တယ်လဲနေ့စဉ်ဖြစ်ပျက်ကြုံတွေ့ရတဲ့အခြေအနေတွေမှာမိသားစုကဖျားဤအကြောင်းကိုပြောဆိုကြသလားဒါမှမဟုတ်ရင်ပြဿနာအခက်အခဲတွေအရေးပေါ်အခြေအနေမျိုးတွေကြမှာဖျားထံတော်သို့အော်ဟစ်တန်တာကြသလားမှန်တယ်ပြဿနာအခက်အခဲတွေ့ကြုံနေရတဲ့အချိန်မှာဘုရားရှင်ကတင့်ရဲ့မိသားစုနဲ့အတူဧကံမှုချအတူရှိနေပါတယ်ဒါပေမဲ့သင်ကဖျားကိုဆက်သွယ်မှုကရံဖန်ရံခါပဲရှိခဲ့တာဆိုတော့အဲ့ဒီအချိန်မှာလေဖျားကသင်နဲ့ဝေးနေတယ်လို့ခံစားရမှာဖြစ်ပါတယ်တင့်ရဲ့မိသားစုကဖျားကိုစီးပွားလက်လာပါနဲ့ရန်သူမျိုး၅ပါးကနေကာကွယ်ပေးတဲ့ဥတီဝါလို့ဇီးကွက်ရုပ်လိုမျိုးသဘောထားကြသလားအဲ့ဒီလိုမျိုးဆိုရင်အခက်အခဲတွေအဖြစ်ဆိုးတွေကြုံလာရတဲ့အခါတင့်ရဲ့ယုံကြည်ခြင်းပျောက်သွားမှသိကြတယ်ဒါမှမဟုတ်ရင်လေတင့်ရဲ့မိသားစုကဖျားနဲ့ဘာသာရေးပွဲလမ်းနေ့တွေမှာပဲဆက်သွယ်တာလားဖျားကိုတစ်တာလေးတစ်ခုထဲမှာထည့်တနင်္ဂနွေနေ့နဲ့အီစတာခရစ်စမတ်ဖျားကြောင်ပွဲနေ့တွေမှာခဏပြန်ထုတ်နောက်ပြီးရင်တင့်ရဲ့နေ့စဉ်လှုပ်ရှားမှုတွေမှာဖျားကဝင်ရောက်မနှောက်ယှက်ဖ ೇನೆ လွတ်လွတ်လပ်လပ်နေနိုင်အောင်ဖျားကိုအဝိဘီတို့တွေကတစ်တာထဲမှာပြန်ထည့်ထားလိုက်ဆိုရင်ဖျားကတင်နဲ့အတူနီးကပ်စွာနှွေးထွေးစွာရှိနေတာကိုဘယ်တော့မှခံစားရမှာမဟုတ်ပါဘူးညီအကိုမောင်နှမအပေါင်းတို့တင့်ရဲ့မိသားစုတွေမှာဖျားကနေရာတစ်ခုရဖို့ထိုက်တန်ပါတယ်အဲ့ဒီနေရာကပထမနေရာဖြစ်ပါတယ်တင်ကအဆက်အသွယ်လုံးဝမလုပ်ဖ ೇನೆ လုံးဝဥပိ္ပခာပြုထားတဲ့လူတစ်ယောက်နဲ့ရင်းနှီးတဲ့မိတ်ဆွေဖြစ်လာဖို့မမျှော်လင့်နိုင်ပါဘူးဖျားတည်ရှိနေတော်မူတာကိုအတိမတ်ပြုရမယ်တင့်ရဲ့ဘဝထဲမှာဖျားလှုပ်ဆောင်နေတာတွေကိုသိမြင်ရမယ်ဖျားပံ့ပိုးပေးနေတာတွေကိုနှစ်သက်မျက်နှိုးရမယ်ဆိုလိုတာကတင့်ရဲ့ဘဝထဲမှာဖျားအတွက်အခန်းနေရာပေးရမယ်ဖျားကိုနေရာပေးရင်ပြောင်းလဲမှုကိုသင်အံ့ဩစွာတွေ့ရမှာဖြစ်တယ်တင့်ရဲ့မိသားစုမှာဖျားကိုအုပ်ဆိုးခွင့်ပြုပါသင်လှုပ်ပေးနိုင်တာထက်ပိုပြီးတော့ဖျားကသင်တို့အတွက်လှုပ်ပေးနိုင်ပါတယ်ညီကောင်မောင်နှမအပေါင်းတို့နောက်တစ်ချက်ကစေကျော်သက်အရွယ်သားသမီးတွေရှိကြတဲ့မိဘတွေအတွက်နဲ့စေကျော်သက်အရွယ်သားသမီးမရှိရင်တော့မှဒီလိုအရွယ်ကလေးတွေရဲ့အပြုအမူတွေကြောင့်မို့မျက်စိနောက်ကျရတဲ့သူများအတွက်ဖြစ်ပါတယ်စေကျော်သက်အရွယ်နှစ်တွေကခတ်ပါတယ်ကလေးအတွက်ရောမိဘအတွက်ရောခတ်တာဖြစ်ပါတယ်စေကျော်သက်အရွယ်ကာလကဟိုမရောက်ဒီမရောက်စကောစကအရွယ်ဖြစ်ပါတယ်သူတို့တွေကလူကြီးမဖြစ်သေးဘူးဒါပေမဲ့သူတို့ကိုသူတို့လူကြီးဖြစ်ပြီလို့ထင်ကြတယ်သူတို့တွေကကလေးအရွယ်လည်းမကတော့ဒါပေမဲ့တခါတရံကလေးလိုပဲပြုမှုနေကြဆဲဖြစ်တယ်မိဘတွေကိုမမီခိုပဲနဲ့ကိုခြေထောက်ပေါ်ကိုလွတ်လွတ်လပ်လပ်ရက်ချင်တယ်ဒါပေမဲ့လည်းအရာရာတိုင်းအတွက်မိဘစီကနေလက်ဖြန့်တောင်းလို့ကြတယ်စေကျော်သက်အရွယ်သားသမီးတွေနဲ့မိဘတွေအကြားပြဿနာဖြစ်ရခြင်းရဲ့တစိတ်တဒေသကမိဘတွေမျော်လင့်ထားတဲ့အတိုင်းသူတို့လေးတွေလိုက်မနေကြလို့ဖြစ်ပါတယ်ဒါသားသမီးတွေရဲ့အပြစ်လို့သင်ယူဆကောင်းယူဆမယ်ဟုတ်ပါတယ်သူတို့ရဲ့အပြစ်ဖြစ်နိုင်ပါတယ်ဒါပေမဲ့မိဘတွေဘက်ကလည်းမလျော်ခံတဲ့မဖြစ်နိုင်တဲ့မျှော်မှန်းချက်တွေထားနေလို့ဖြစ်နိုင်ပါတယ်စေကျော်သက်တွေရဲ့အပြုအမူတွေကအခုတစ်မျိုးတော်ကြာတစ်မျိုးပြောင်းလဲတတ်တာကိုသိဖို့လိုပါတယ်တခါတလေကြတော့သူတို့တွေကလူကြီးတယောက်လိုပြုမှုကြတယ်တခါတလေကြတော့လည်းအဲ့ဒီလိုမဟုတ်ပြန်ဘူးစေကျော်သက်တွေကအဲ့ဒီလိုတခါတလေအခိုက်အတန့်လေးမှာလူကြီးတယောက်လိုတာဝန်တည်တတ်မှုရင့်ကျက်မှုနဲ့ပြုမှုတာကိုမိဘတွေကဒါသူတို့ရဲ့စံအပြုမှုအဖြစ်နဲ့မှားယွင်းစွာခံယူကြတယ်စေကျော်သက်တွေရဲ့ရင့်ကျက်မှုကမတည်ငြိမ်သေးတာကြောင့်မို့အခုနကစံအပြုမှုကိုအမြဲတမ်းလိုက်မှာမဟုတ်ပါဘူးမိဘတွေတောင်မှအချိန်ပြည့်ပြည့်စုံနေခြင်းမရှိနိုင်တာစေကျော်သက်အရွယ်တွေအပေါ်မှာအချိန်ပြည့်ပြည့်စုံခြင်းမျှော်လင့်ရင်မလျော်ခံတဲ့မျှော်မှန်းချက်ဖြစ်ပါတယ်ညီကောင်မောင်နှမအပေါင်းတို့စေကျော်သက်အရွယ်သားသမီးတွေစီကနေဘာဒီကျွန်တော်တို့မျှော်လင့်ထားရမလဲမျှော်လင့်ချက်1သူတို့တွေအမှားလုပ်ကြမယ်ဆိုတာကိုမျှော်လင့်ထားပါဒီမျှော်လင့်ချက်ကိုသူတို့ဖြည့်ပေးနိုင်မှာဖြစ်ပါတယ်စေကျော်သက်တွေအမှားလုပ်ကြမယ်ဆိုတာကိုမျှော်မှန်းချက်ထဲထည့်ထားရင်အဲ့လိုဖြစ်လာတဲ့အခါသင်မအံ့ဩမတုန်လှုပ်တော့စေကျော်သက်ရွယ်သားသမီးတွေအမှားလုပ်ကြမှာကိုမျှော်မှန်းထားချက်နံပါတ်1မှာတမင်တက်တက်အမှားလုပ်ခြင်းမျိုးတွေမပါဝင်ဘူးဆိုတာကိုတော့သားသမီးတွေကသိအောင်လုပ်ထားပါမသိနားမလဲလို့မရင်ကျက်သေးလို့ဒါမှမဟုတ်ရင်ယူမိုက်ခြင်းတက်တက်ကြောင့်မို့လုပ်တဲ့အမှားမျိုးတွေကိုပဲမျှော်မှန်းထားတာဖြစ်ပါတယ်တမင်တက်တက်လုပ်တဲ့အမှားမျိုးတွေမပါဝင်ပါဘူးမျှော်လင့်ထားရမယ့်နံပါတ်2အချက်ကစ
စေကျော်သက်အရွယ်တွေသူတို့ရဲ့အမားတွေကနေတင်ယူတတ်စေဖို့မျှော်လင့်မှာတောင်းဆိုပါမျှော်လင့်ထားရမယ့်နံပါတ်3အချက်စေကျော်သက်အရွယ်သားသမီးတွေကတင့်ကိုသူတို့အကြောင်းအကုန်ပြောပြမှာမဟုတ်ဘူးဆိုတာဖြစ်ပါတယ်သူတို့တွေကကိုယ့်ခြေထောက်ပေါ်ကိုလွတ်လွတ်လပ်လပ်ရပ်တည်နိုင်ဖို့ခရီးပြုနေကြတဲ့အချိန်မှာကိုယ်ပိုင်တည်တဲ့လွတ်လပ်မှုကိုပိုလိုချင်ကြပါတယ်သူတို့တွေဘာလုပ်နေလဲဆိုပြီးတော့တင်ကသွားပြီးတော့စူးစမ်းရင်မတရားကြားဝင်စွတ်ဖက်မှုအဖြစ်နဲ့သူတို့မြင်ကြပါတယ်တင်ကမေးရင်လည်းပဲတင်ကိုစကားပြန်မပြောချင်တာကြောင့်မို့မေးတခွန်းဖြေတခွန်း yes or no အဖြေတုံ့ပြန်ခံရမှုတွေနဲ့ကြည်နက်နိုင်အောင်ကြိုးစားပါဒီအကိုမောင်နှမပေါင်းတို့မျှော်လင့်ထားရမယ့်နံပါတ်4အချက်ကသူတို့တွေအိမ်မှာမရှိကြတဲ့အချိန်တွေမှာအခုဘယ်သူနဲ့ဘယ်နေရာမှာဘာလုပ်နေတယ်ဘယ်အချိန်ပြန်လာမယ်ဆိုတာကိုသူတို့တင့်ကိုအတိပေးတာကိုတောင်းဆိုပါမျှော်လင့်ပါမျှော်လင့်ချက်နံပါတ်3မှာတော့ကဆယ်ကျော်သက်တွေသူတို့ဘာသာကိုယ်ပိုင်တည်တဲ့လွတ်လွတ်လပ်လပ်နေခြင်းတဲ့ဆန္ဒကိုခွင့်ပေးခြင်းဖြစ်တယ်မျှော်လင့်ချက်နံပါတ်4ကကြတော့မိဘတွေရဲ့သားသမီးတွေအပေါ်မှာစောင့်ရှောက်ခါခွေရမယ့်သွန်သင်ပေးရမယ့်အကြံပေးရမယ့်တာဝန်ဝတ္တရားကြောင့်ဖြစ်ပါတယ်ဒါကြောင့်မိဘတွေမှာအဲ့ဒီလိုတာဝန်ရှိတာကြောင့်သူတို့တွေအိမ်အပြင်ကိုရောက်နေကြတဲ့အခါမှာဘယ်နေရာမှာဘယ်အခြေဘာလုပ်နေတယ်ဘယ်သူနဲ့ဆိုတာသူတို့တွေတင့်ကိုအတိပေးကြရမှာဖြစ်ပါတယ်ညီအကိုမောင်နှမအပေါင်းတို့မျှော်လင့်ချက်နံပါတ်5ကတင်ဟာစေကျော်သက်အရွယ်သားသမီးတွေအထွတ်အကောင်းဆုံးမိတ်ဆွေမဖြစ်နိုင်ဘူးဆိုတာကိုမျှော်လင့်ထားပါဥပမာသူတို့နဲ့အပြင်သွားတဲ့အချိန်သူတို့ကတင်တဲ့အတူဘေးနားမှာမနေရင်အဖေအမေလို့မခေါ်ရင်မအံ့ဩပါနဲ့မျှော်လင့်ချက်နံပါတ်6ကတင့်အပေါ်ယိုသေးလေးစားမှုကိုတော့ရရမှာဖြစ်ပါတယ်တင့်ကိုအကောင်းဆုံးမိတ်ဆွေအဖြစ်နဲ့မပြုတ်မှုကြရင်လည်းပဲအ ਨੇ ဆုံးမိဘတယောက်အနေနဲ့လူသားတဦးအဖြစ်နဲ့ယိုသေးလေးစားမှုနဲ့ဆက်ဆံခံရဖို့တော့လိုပါတယ်ညီကိုမောင်နှမအပေါင်းတို့နောက်တစ်ချက်ကမိသားစုအတွင်းမှာပြဿနာအခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတဲ့အကြောင်းဘယ်သူမှအခက်အခဲပြဿနာကိုမကြုံရခြင်းပါဘူးဒါပေမဲ့လေပြဿနာအခက်အခဲမကြုံရအောင်ကိုကာကွယ်ထားလို့မရနိုင်ပါဘူးမိသားစုအတွင်းမှာပြဿနာတွေကမမျှော်လင့်မဲနဲ့ရုတ်တရက်ကြုံရတယ်ကြုံရတဲ့အခါမှာစိတ်ထိခိုက်ကြရတယ်ငွေကြီးအရန်ခက်ခဲသွားတာအဖျားအနာယောဂဝေဒနာပေခြင်းသားသမီးတွေဆိုးမိုက်နေကြတာအိမ်တော်ကြီးအစင်မပြေခြင်းစသဖြင့်အမျိုးမျိုးကြုံရတယ်မိသားစုမှာအဲ့ဒီလိုအဖြစ်ဆိုးမျိုးတွေမကြုံတွေ့ရအောင်ထိန်းချုပ်နိုင်စွမ်းကျွန်တော်တို့မှမရှိပါဘူးဒါပေမဲ့ကြုံနေရတဲ့ဒုက္ခအခက်အခဲကိုဘယ်လိုတုံ့ပြန်မလဲဆိုတာကိုရွေးချယ်နိုင်ပါတယ်ညီကောင်မောင်နှမအပေါင်းတို့တင့်ရဲ့မိသားစုအတွက်ဘုရားရှင်ကအခုတင်ကြုံနေရတဲ့အခက်အခဲကနေဘယ်လိုအသုံးပြုနိုင်လဲဆိုတာကိုစဉ်းစားကြည့်ရအောင်မိတ်ဆွေတွေမိသားစုဝင်တွေကိုဘေးနားမှာရှိနေရင်အခက်အခဲကိုပို့ပြီးတော့အလွယ်တကူခံထမ်းနိုင်တယ်အဖြစ်ဆိုးတွေဂျုံနေရတဲ့သူကိုဘယ်လိုအားပေးရမလဲဘာပြောရမလဲမသိလို့ဆိုပြီးတော့လူတော်တော်များများကအဲ့ဒီလိုအချိန်မျိုးတွေမှာရှောင်ပြီးတော့အဝေးကနေနေတတ်ကြတယ်ဘာပြောရမယ်ဘယ်လိုအားပေးရမယ်ဆိုတဲ့စကားလုံးတွေကအရေးမကြီးပါဘူးအဲ့ဒီအချိန်သူ့ဘေးနားမှာနေပေးဖို့ပဲလိုတာဖြစ်တယ်သူ့ဘေးနားမှာနေပေးတဲ့အခါတင့်ရဲ့နှုတ်ကနေပြောမထွက်တဲ့စကားလုံးတွေကတင့်ရဲ့နှလုံးသားထဲကနေထွက်လာမှာဖြစ်တယ်အစင်မပြေမှုတွေအဖြစ်ဆိုးတွေကြုံရတဲ့အခါမှာတင့်ကိုဖျားနဲ့လေပြန်ပြီးတော့ဆက်သွယ်လာစေတယ်အစင်ပြေးနေတဲ့အခါကိုယ့်ဘာသာကိုအားကိုးပြီးတော့လုပ်နိုင်တယ်လို့ထင်တာကြောင့်မို့ဖျားကိုတတိမရပါဘူးဖျားကိုမလိုပါဘူးလို့နှုတ်ကနေမပြောပေမဲ့တင့်ရဲ့နေထိုင်ပြုမှုတာတွေကပြနေတယ်ဒါပေမဲ့လက်ထဲမှာငွေမရှိတော့တဲ့အချိန်ကျမ်းမာရေးဖောက်ပြန်လာတဲ့အချိန်သားသမီးတွေဒုက္ခရောက်နေတဲ့အချိန်တင်ဖျားထံတော်သို့လှည့်လာနိုင်တယ်ကိုရောရှင်ရှိနေတော်မူပါတယ်ကိုရောရှင်နဲ့တွေ့ဖို့ချင်းစရာလည်းမလိုပါဘူးအလှည့်ကျဒုက္ခင်လည်းယူစရာမလိုပါဘူးကိုရောရှင်ထံတော်ကိုတင်ဓာတ်ရိုက်ပြောနိုင်တယ်တင်နဲ့အတူကိုရောရှင်ရှိနေတော်မူတာကိုတင်သိလာအောင်လုပ်ပေးမှာဖြစ်ပါတယ်ညီကိုမောင်နှမအပေါင်းတို့ခက်ခဲကြက်တီးတဲ့အချိန်ကာလတွေကိုတင်ဖြတ်ကျော်ခံထမ်းခြင်းကတင်ရဲ့သားသမီးတွေသူတို့ရဲ့အနာဂတ်မှာရင်ဆိုင်ကြရမယ့်အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ကြရမယ်ဆိုတာတင်ပြပေးဖို့ပြင်ဆင်ပေးဖို့တင့်အတွက်နီလန်းဖြစ်ပါတယ်သားသမီးတွေကသူတို့ရဲ့ဘဝမှာအခက်အခဲတွေပြဿနာတွေကြုံရတဲ့အခါသူတို့တွေကိုငါဘဝအဖြစ်ဆိုးလာကြီးရဲ့ဆိုပြီးတော့စိတ်တကြတိမ်ငယ်နေတာကိုတင်မြင်ခြင်းမှမဟုတ်ပါဘူးဒါဆိုရင်တင်လည်းပဲ
အခက်အခဲတွေကိုအဲ့ဒီလိုပုံစံမျိုးနဲ့ရင်ဆိုင်နေတာကိုသားသမီးတွေကမြင်တွေ့ခံယူမသွားကြစေဖို့ပြုမှုပါအခက်အခဲတွေရင်ဆိုင်နေရတဲ့အချိန်မှာတင့်ရဲ့စိတ်ဓာတ်ခိုင်မာမှုကတင့်ရဲ့သားသမီးတွေမြင်တွေ့သင်ယူဖို့လိုတဲ့သင်ခန်းစာဖြစ်ပါတယ်သင်ဟာအကောင်းဆုံးသောဆရာတစ်ယောက်ဖြစ်နိုင်ပါတယ်သင်ရဲ့ပြဿနာအရွယ်စားပမာဏကိုသေးငယ်သွားစေဖို့အကောင်းဆုံးသောနည်းလမ်းကသင်ကျေးဇူးတော်တွေဘယ်လောက်ရရှိနေသလဲဆိုတဲ့ပမာဏနဲ့နှိုင်းယှဉ်ကြည့်ပါညီကိုမောင်နှမပေါင်းတို့ကမ္ဘာပေါ်မှာအတန်ရှင်းဆုံးမိသားစုဖြစ်တဲ့ယေဇူးမာရိယာစုဇယ်တို့ရဲ့အိမ်တော်စုဘာတွေတွေ့ကြုံခဲ့ရတယ်လဲဆိုတာကျွန်တော်တို့ဒီကနေ့စဉ်းစားကြည့်ပါပြဿနာအကျက်အတီးအမျိုးမျိုးကိုသူတို့ဖြတ်တန်းခဲ့ရပါတယ်မာရိယာကကိုဝင်ရနေလို့အိမ်တော်ရေးလူမှုရေးတစ္ဆာဖောက်တယ်လို့အစာပိုင်းမှာထင်ခံခဲ့ရတဲ့ပြဿနာဆင်းရဲခြင်းကိုကြုံတွေ့ခဲ့ရတယ်နိုင်ငံရေးခိုလုံသူဒုက္ခသည်အဖြစ်နဲ့အီဂျစ်မှာသွားပြီးတော့နေထိုင်ခဲ့ရတယ်ခင်မွန်းစုစေစောစောစီးစီးဆုံးသွားခဲ့တယ်ဒီကနေ့ဧဝံဂေလိကျမ်းစာတော်ထဲမှာလည်းမိသားစုဝင်တွေတယောက်ရဲ့ဘဝအကြောင်းကိုတယောက်နားမလည်နိုင်ဖြစ်နေကြတာကိုလည်းတွေ့ရပါတယ်။သားရဲ့အလုတ်အပေါ်မှာလူတွေချီးမွမ်းတာရောကဲ့ရဲ့ဝေဖန်တာတွေရောအကုန်ကြားခဲ့ရပါတယ်။နောက်ဆုံးမှာလက်ဝါးကတိုင်ခြေရင်းမှာအကူအညီမဲ့စွာဝေဒနာခံစားခဲ့ရပါတယ်။ညီကောင်မောင်တို့အပေါင်းတို့ဒါကြောင့်ကိုယ့်မိသားစုရဲ့အခြေအနေအတွက်စိတ်ပြည့်ခြင်းအလင်းမရှိပါနဲ့အားမငယ်ပါနဲ့ဖျားကိုသာခိုလုံရာအဖြစ်နဲ့အနှံယုံကြည်ကြပါစို့တော်တာရှင်များခင်ဗျာ RVA အာရှသမတရားဒီလိုင်းတန်ညီမဘာသာစီစဉ်မှဘာသာရေးသတင်းများကိုကျွန်တော် Father Richard မှကြီးညာပေးပါရမယ်။နိုင်ဂျီးရီးယားနိုင်ငံ၌ခရစ်စမတ်ဝတ်ပြုကိုးကွယ်ခြင်းခန္ဓာများပြုလုပ်နေသည့်ခရီးယန်ဖျားရှိခိုးကျောင်းနှစ်ခုအကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီးလူ12ဦးသေဆုံးခဲ့ခြင်းတဲ့။နိုင်ဂျီးရီးယားနိုင်ငံတွင်ခရီးယန် Protestant ဖျားရှိခိုးကျောင်းနှစ်ခု၌ခရီးယန်ဝတ်ပြုခြင်းခန္ဓာများပြုလုပ်နေစဉ်တွင်အကြမ်းဖက်သမားများ၏တိုက်ခိုက်ခြင်းခံခဲ့ရပါသည်။ခရစ်စမတ်အဖိတ်နေ့ညကနိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းမိုက်ဒူဂူရီမြို့ရှိနှစ်ချင်းခရီးယန်ဖျားရှိခိုးကျောင်းတစ်ခုကိုတနက်သမားများကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါသည်၎င်းဖြစ်ရအပြင်အရှေ့မြောက်ပိုင်းဘော်ဒစ်ကွန်မြို့အနီးရှိ Church of Christ in Nations အသင်းတော်၏တကောင်ရန်ဝတ်ပြုကိုးကွယ်ခြင်းခမ်းနား၌လည်းတနက်သမားများဝင်ရောက်ပစ်ခတ်ခဲ့ကြပါသည်နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းတွင်မွတ်စလင်အများစုဖြစ်ပြီးတောင်ပိုင်းသည်ခရစ်ယာန်အများစုဖြစ်ပါသည်အဆိုပါတိုက်ခိုက်ခဲ့ရမှုများတွင်ပါစတာ2ဦးအပါအဝင်လူ12ယောက်သေဆုံးခဲ့ရပါသည်2010ခုနှစ်ခရစ်စမတ်ကနှင့်2011ခုနှစ်ခရစ်စမတ်တုန်းကလည်းဖျားရှိခိုးကျောင်းများကိုအကြမ်းဖက်တိုက်ခိုက်ခဲ့ကြသည့်အစ္စလာမစ်အကြမ်းဖက်အဖွဲ့ဘိုကိုဟာရမ်၏လက်ချက်ဖြစ်သည်ဟုယူဆရကြောင်း CWN သတင်းရသိရှိရပါသည်ဤတွင် Radio Vedas Asia အာရှသမတရားအတန်လွှင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွှင့်လို့ပြီးပါပြီတော်တာရှင်ပေါင်းဘုရားရှင်၏ကောင်းကြီးမင်္ဂလာကျေးဇူးတော်များကြွယ်ဝစုံလင်စွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ